မင်္ဂလာပါရှင်ဒီနေ့နားဆင်ရမယ့်ပုံပြင်လေးကတော့မိုးဆိုးတန်ကြောင်နဲ့ကြောက်စရာကောင်းသောအရေးမဲကြီးအပိုင်းနှစ်ကိုတန်ကြောင်ရဲ့နောက်တွင်ပေါ်လာသောအရေးမဲကြီးနဲ့နတ်သမီးလေးရဲ့ထိတ်လန့်သွားသောမျက်နှာတန်ကြောင်တယောက်နတ်သမီးလေးရဲ့အလှမှာမိန်မောနေတော့သူ့အနောက်မှာမျက်လုံးနီနီနဲ့ကြောက်မက်ဖွယ်အရေးမဲကြီးကလက်သေးလေးဖြန့်ပြီးအနားကိုကတ်လာတဲ့အခါမှာတော့နတ်သမီးလေးရဲ့မျက်နှာဟာထိတ်လန့်တုန်လှုပ်သွားတယ်တတိထားကိုတန်ကြောင်လို့နတ်သမီးလေးကအော်ဟစ်လိုက်ပြီးသူမရဲ့လက်နှစ်ဖက်ကနေတောက်ပတဲ့ရွှေရောင်အလင်းတန်းတွေကိုထုတ်လွှတ်ကကိုတန်ကြောင်နဲ့အကောင်ကြီးကြားမှာအကာအကွယ်တစ်ခုပြုလုပ်လိုက်ပါတယ်။တန်ကြောင်လည်းကြောက်ကြောက်လန့်လန့်နဲ့ပဲသူ့ရဲ့လက်ဆွဲတော်သီးနှက်ကိုအမြန်ကောက်ကိုက်လိုက်တယ်။ဒါပေမဲ့သူ့လက်တွေကတုံရည်နေပြီးအမောင်တဲကရန်သူကိုမမြင်ရတော့ဘူး။အဲ့ဒီအချိန်မှာနတ်သမီးလေးကကိုတန်ကြောင်မြင်မြန်လာဒီနေရာကမလုံခြုံတော့ဘူးနတ်သမီးလေးကတန်ကြောင်ရဲ့လက်ကိုဆွဲပြီးချောင်းဘဲကနေတောနတ်ထဲကိုအမြန်ဆုံးထွက်ပြေးခဲ့ကြပါတယ်။အနောက်နေထူးဆန်းတဲ့ဟင်းတန်ကြီးကလိုက်ပါလာစေပါ။နောက်ဆုံးမှာတော့သူတို့ဟာကြောက်ဆောင်နေကြကလှူဝက်လဝင်ကူတကူရှိကိုရောက်သွားကြတယ်။နတ်သမီးလေးကတန်ကြောင်ကိုစိုက်ကြည့်ရင်မင်းငါးနောက်ကိုလိုက်ရဲရလားလို့မေးလိုက်တဲ့အခါမှာသူတို့နေလောက်အရေးမဲကြီးလက်ကလွတ်သွားလာနတ်သမီးလေးကတော့ဘာလို့လိုက်ရဲလားမေးတာလေဆိုတာကိုစိတ်ဝင်စားရင်နောက်ထပ်အပိုင်း3ကိုဆက်လက်ကြည့်လိုက်ရအောင်ချီဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်နားဆင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်